ကမ္ဘာစစ်တူရင်ချန်ပီယံအာကီယာကွန်ပျူတာတစ်လုံးရှိမှရှုံးနိမ့်သွားတဲ့နေ့ကစပြီးသူ့ဘဝသူ့စိတ်သူ့အမှန်တရားတွေအားလုံးပျက်စီးသွားခဲ့တယ်။3 နှစ်အကြာလူသားတွေကိုစစ်တူရင်ရုပ်လိုအသုံးချတဲ့ကြောက်မက်ဖွယ်ကစားပွဲတစ်ခုတည်းကိုသူမရည်ရွယ်ပဲဆွဲခေါ်ခံလိုက်ရပါတယ်။အကွက်တကွက်ရွှေ့တိုင်းလူတစ်ယောက်သေဆုံးမယ်။အရှုံးပေးရင်ဇနီးအသက်ရှင်မယ်။နိုင်ချင်ရင်မင်းကြီးကိုယ်တိုင်အသက်ခံရမယ်။ဒါဟာစစ်တူရင်ပွဲလား။ဒါမှမဟုတ်လူစိတ်ကိုစမ်းသပ်တဲ့နတ်ဆိုးကစားပွဲလား။နောက်ဆုံးအာကီယာဘာရွေးမလဲ။လူတွေအားလုံးပြင်းရင်ညှိငွေ့နေကြတဲ့အချိန်မှာထူးဆန်းတဲ့လူတစ်ယောက်ကသူ့ရဲ့များပြားလာတဲ့ဖြစ်ရပ်မှန်ဇလန်းတွေကတပုတ်ကိုစတင်ပြောပြပါတော့တယ်သူဇလန်းကတော့အထူးစစ်တူရင်ပြိုင်ပွဲတစ်ခုကနေစတင်ပါတယ်။ကမ္ဘာစစ်တူရင်ချန်ပီယံအာကီယာရဲ့ကောက်ရဟာစူပါဘိုးလို့ခေါ်တဲ့အဆင့်မြင့်ကွန်ပျူတာတစ်လုံးနဲ့ရှင်ပြိုင်နေရတာပါ။အာကီယာကတစ်စက္ကန့်မှာရွှေ့ကွက်3ကွက်စာပဲတွက်ချက်နိုင်ပေမဲ့ကွန်ပျူတာကတော့တစ်စက္ကန့်ကိုရွှေ့ကွက်တန်း200ကျော်အထိတွက်ချက်နိုင်ပါတယ်။ဒီပြိုင်ပွဲကအစကတည်းကမမျှတမှန်းသိတာနေတယ်လို့ကြည့်ရှုသူပရိသတ်တွေကလည်းအများကြီးမို့အာကီယာအပေါ် PR တွေကအလွန်အမင်းများပြားနေခဲ့ပါတယ်။အီရာဟာသူ့ရဲ့ဘရင်ရုပ်ကိုလဲချပြီးအရှုံးပေးလိုက်တာကြောင့်ပရိသတ်တွေအားလုံးအံ့ဩတုန်လှုပ်သွားကြပါတယ်။အစီအစဉ်တင်ဆက်သူကတော့ဒါဟာသမိုင်းတစ်လျှောက်မှာလူသားတစ်ယောက်ကကွန်ပျူတာကိုပထမဆုံးအကြိမ်ရှုံးနိမ့်လိုက်တာပါလို့ကြေညာလိုက်ပါတော့တယ်။3 နှစ်အကြာမှာတော့အာကီယာဟာအရက်သမားဘဝနဲ့စိတ်တက်ကြပြီးလမ်းဘေးမှာအိုးမဲ့အိမ်မဲ့တွေနဲ့အတူအိတ်ဆက်နေရတဲ့အထိဘဝပြတ်နေခဲ့ပါတယ်။တညမှာတော့သူ့ရှိမှာဇိမ်ခံကားတစ်စီးစိုက်လာပြီးဝစ်စုံနှဝတ်ဆန်းပြတဲ့လူ2ယောက်ကသူ့ကိုအတင်းအဓမ္မခေါ်ဆောင်သွားပါတယ်။သူတို့ရောက်သွားတာကတော့ကြီးကျယ်ခမ်းနားတဲ့အင်ကြီးတစ်လုံးပါ။အဲ့ဒီခန်းထဲမှာကြောက်စရာကောင်းတဲ့ရုပ်တုတွေရှိနေပြီးတောင်ဝေးကင်ထားတဲ့အဖိုးကြီးတစ်ယောက်ပေါ်လာပါတယ်။အဖိုးကြီးကသူ့ကိုယ်သူမိတ်မဆက်ဖဲဒါဟာဒန်နာရီလာကမ္ဘာချန်ပီယံကိုရှာတွေ့တာပဲလို့ပြောလိုက်ပါ။တဲအာကီယာကဘာတွေပြောနေမှန်းမသိသလိုဟန်ဆောင်နေပေမဲ့အဖိုးကြီးကတော့အာကီယာရဲ့အောင်မြင်မှုတွေကိုတစ်ခုချင်းထုတ်ပြောပါတယ်။ဂျပန်လူမျိုးစစ်တူရင်ချန်ပီယံမဖြစ်နိုင်ဘူးဆိုတဲ့အယူအဆကိုအာကီယာကချေဖျက်နိုင်ခဲ့ပြီးတမိုင်းမှာအတောင့်တင်းဆုံးချန်ပီယံအဖြစ်သတ်မှတ်ခံခဲ့ရသူပါ။အဖိုးကြီးကစပွဲပေါ်ကလက်ကင်ဘဝကိုဖယ်လိုက်တဲ့အခါစစ်တူရင်ခုံတစ်ခုပေါ်လာပါတယ်။အဲ့ဒီမြင်ကွင်းကအာကီယာကိုအော့အန်ဂျင်တလို့ဖြစ်သွားစေပေမဲ့သူကတော့အရက်နာကြလို့ပါဆိုပြီးအကြောင်းပြလိုက်ပါတယ်။အဖိုးကြီးကအာကီယာဘဝပြတ်သွားပုံအသေးစိတ်နဲ့ဓာတ်ပုံတွေကိုပြပြီးသူဟာလူမှန်ကိုပဲဖမ်းခေါ်လာတာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။သူကအာကီယာကိုရော်ကြီးတောင်းချင်တာပါ။အာကီယာမှာပေးစရာပတ်စံမရှိတာကြောင့်သူ့နဲ့စစ်တူရင်ကစားပေးဖို့အဖိုးကြီးကတောင်းဆိုပါတယ်။အာကီယာကငင်းဆန်နေတော့မှပဲအဖိုးကြီးကအဖြူရောင်ဘရင်ရုပ်ကိုကင်ပြီးမင်းရှုံးပြီလို့ပြောလိုက်ပါတယ်။စိတ်ကိုပောက်ကွဲသွားစေပါတယ်။သူကအဖိုးကြီးကိုဘရင်ရုပ်ပြန်ချခိုင်းပြီးမှန်ကန်တဲ့အဖွင့်ရွှေ့ကွက်ကိုပြောပြလိုက်ပါတယ်။အဖိုးကြီးကသဘောကျသွားပြီးကစားပွဲကိုစတင်ပါတယ်။သူတို့ကစားနေစဉ်မှာအဖိုးကြီးကနှစ်ချက်ကနေတဆင့်တစုံတစ်ယောက်ရဲ့ညွှန်ကြားချက်ကိုနားထောင်နေတယ်လို့ပါပဲ။အဖိုးကြီးကစစ်တူရင်ဆိုတာတကယ်စစ်မြေပြင်ပဲလူဘဝရဲ့ပုံရိပ်လွှာပဲလို့တဒနာတွေရှောက်ပြောနေပါတယ်။အဖိုးကြီးကအာကီယာရဲ့စိတ်ကိုစော့ကစားပြီးအရှုံးရတာဘယ်လိုခံစားရလဲလို့မေးခွန်းထုတ်ပါတယ်။အဲ့ဒီနောက်မှာတော့အာကီယာရဲ့မျက်စိထဲမှာထူးဆန်းတဲ့မြင်ကွင်းတွေမြင်လာရပါတော့တယ်။လမ်းပေါ်ကလူတွေဟာအဖြူနဲ့အမဲဝတ်စုံတွေဝတ်ထားပြီးစစ်တူရင်ခုံကြီးပေါ်မှာရက်နေတယ်လို့သူမြင်လာရပါတယ်။အဖိုးကြီးကစပွဲပေါ်ကနေရုပ်တရုပ်ကိုစားလိုက်တဲ့အချိန်မှာပဲအပြင်လောကမှာဝတ်စုံနဲ့ဝတ်ထားတဲ့လူတစ်ယောက်ကဝတ်စုံဖြူဝတ်ထားတဲ့လူကိုတကယ်ဓာတ်နဲ့ထိုးတက်လိုက်တာကိုအာကီယာမြင်လိုက်ရပါတယ်။နေရုပ်တွေဆိုတာဘရင်အတွက်အသုံးတော်ခံရတဲ့အမည်မရှိစစ်တေတွေပဲလေလို့အဖိုးကြီးကအေးအေးဆေးဆေးပြောနေပါတယ်။အာကီယာအလန့်တကြားနဲ့အပြင်ကိုထွက်ကြည့်တဲ့အခါမှာတော့လဲကျနေတဲ့လူဟာတကယ်လူသားဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အာကီယာကဓာတ်ကိုဆွဲနှုတ်လိုက်တဲ့အခါတေခါနီးလူကပြုံးပြီးနောက်ထပ်ဘယ်ကွက်ရွှေ့မှလဲလို့မေးပြီးတေဆုံးသွားပါတယ်။အဲ့ဒီနောက်မှာတော့အဖြူအမဲဝတ်စုံဝတ်ထားတဲ့လူတွေအားလုံးပျောက်ကွယ်သွားပြီးအာကီယာဟာအလောင်းရှိမှဓာတ်ကိုကန်ရဲသားကြံရိတ်ခဲ့ပါတယ်။တကယ်တော့ဒါတွေဟာအာကီယာရဲ့စိတ်ဝေဒနာတွေပါပြန်ပွဲမှာရှုံးပြီးကလေးကသူဟာစိတ်ယောဂအထူးကူဒေါက်တာတိုမိုတာတို့ပြသနေခဲ့ရတာပါ။သူဟာညတိုင်းစစ်တူရင်ရုပ်ကြီးတွေကသူ့ကိုဖိကျိတ်တက်နေတယ်ဆိုတဲ့အိမ်မက်ဆိုးတွေမကြာခဏမက်လေးရှိပါတယ်။သူ့ရဲ့ဇနီးတွေကူမီကျူမိုင်ကသူ့ကိုအမြဲတမ်းအားပေးကူညီခဲ့ပေမဲ့အာကီယာကတော့အရှုံးတန်ကိုမခံနိုင်ပဲထွက်ပြေးခဲ့တာပါ။သူ့နောက်ကိုလိုက်လာတဲ့ဇနီးတွေကိုအာကီယာကတခုံးပဲပြောခဲ့ပါတယ်။ရှုံးနိမ့်သွားတဲ့ဘရင်တစ်ပါးဟာမိဖုရားကိုမကာကွယ်နိုင်တော့ဘူးတဲ့။ဇလန်းရဲ့အစမှာတော့စာမျက်နှာတွေပေါ်မှာနောက်ထပ်ဘာဆက်လုပ်မလဲဆိုတဲ့မေးခွန်းတွေတစ်ခါတလဲလဲပေါ်လာပြီးအာကီယာကတော့ဒေါသတကြီးနဲ့အော်ဟစ်နေပါတယ်။တယောက်ကနောက်ပြောင်ပြီးဖုံးမဆက်တာဒါမှမဟုတ်ဖလက်ကမှားပို့တာလို့ပဲထင်နေခဲ့တာပါ။ဒါပေမဲ့တာမူရာသူ့ရဲ့စာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါစာမျက်နှာအားလုံးဟာစစ်တူရန်ကွက်တွေနဲ့စစ်တူရင်ကုန်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီနောက်ဖတ်ခါတစ်စောင်းထပ်ရောက်လာပြီးအဖိုးကြီးရဲ့ကွင်းကကိုစားလိုက်ပြီးဖြစ်ကြောင်းပြနေပါတယ်။အဲ့ဒီနောက်မှာတော့တာမူရာဟာသွေးတွေအန်ပြီးနေရာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။သူ့ရဲ့ကော်ဖီခွက်မှာခူးရင်းလို့ရေးထားပြီးတကားဝမှာတယောက်ရောက်နေတာကိုသတိထားမိလို့ဖွင့်ကြည့်လိုက်တဲ့အခါလူသားစစ်တူရင်ပွဲကအမဲရောင်ကွင်းကိုတွေ့လိုက်ရလို့ထိတ်လန့်သွားပါတယ်။သူမကအာကီယာကိုနောက်ထပ်ဘာဆက်လုပ်မလဲလို့မေးလိုက်တဲ့အခါကြောက်လန့်တကြားနဲ့အာကီယာထွက်ပြေးလာခဲ့ပါတယ်။လမ်းမှာကလေးတယောက်ကကွင်းရဲ့ရွှေကွက်ပုံကိုကင်ထားပြီးအာကီယာကိုနောက်တစ်ကွက်ဘာရွှေ့မလဲလို့မေးပါတယ်။အာကီယာကသူ့ရဲ့မင်းကြီးခိုင်းကိုရွှေ့ဖို့ကြိုးစားပေမဲ့ကလေးကဒီလိုရွှေ့ရင်ရှုံးလိမ့်မယ်လို့ပြောပြီးမင်းကြီးအသက်ခံရတဲ့ပုံကိုပြလိုက်ပါတယ်။အာကီယာဟာစိတ်ထဲမှာနေရုပ်တွေတေဆုံးကုန်တာအဖိုးကြီးရဲ့လက်ကွက်တွေနဲ့ကားပါကင်မှာတွေးဆွနေတဲ့စစ်တူရင်ရုပ်တွေကိုမြင်အောင်ပြီးထွက်ပြေးခဲ့ပါတယ်။သူကားပေါ်တက်ပြီးဆက်နိုးလိုက်တဲ့အခါကားကတဲ့မသွားပဲစောင်းထောက်ဖြတ်ပဲသွားနေပါတယ်။အဲ့ဒီတော့မှဒီကားဟာအရှိပဲရှာရုပ်ဖြစ်နေမှန်းသူသိလိုက်ရတဲ့ကားပါကင်တစ်ခုလုံးကလည်းစစ်တူရင်ခုန်ကြီးဖြစ်နေတာပါ။သူကယထာရော့ချိတ်ထားတဲ့တခြားကားတစ်စီးစီပြေးသွားပေမဲ့သူ့အလစ်မဟုတ်သေးလို့ဆက်နိုးလို့မရပါဘူး။အဲ့ဒီအချိန်မှာပဲအမီပြောင်ကားတစ်စီးကဝင်တိုက်လိုက်လို့အာကီယာရဲ့အဖြူရောင်ယထာရုပ်ကားလေးပျက်စီးသွားပါတယ်။နောက်တော့အာကီယာဟာသူ့ရဲ့အိမ်ဟောင်းလေးကိုသွားကြည့်တဲ့အခါအိမ်ကအသိမ်းခံလိုက်ရပြီဆိုတာသိလိုက်ရတယ်ဆိုလိုတာကသူ့ရဲ့ယထာအစားခံလိုက်ရတာဟာသူ့အိမ်ကိုဆုံးရှုံးလိုက်ရတာပါပဲ။အဲ့ဒီတော့မှသူသဘောပေါက်သွားတာကနောက်တစ်လက်အစားခံရမှာကကွင်းဖြစ်တဲ့အတွက်သူ့ဇနီးကူမီအန်ရရှိနေပြီဆိုတာပါပဲ။သူ့ဖိုးကြီးစီအပြေးလွှားပြန်သွားပြီးကစားပွဲကိုလက်လျှော့ကြောင်းနဲ့ကူမီဘမလဲဆိုတာမေးပါတယ်။ဒါပေမဲ့အရင်ကရှုံးနေခဲ့တဲ့အမတ်တရားဆိုတွေကသူ့ကို၆လက်လာတဲ့အတွက်ဒီတစ်ခါတော့သူထပ်မရှုံးစေရဘူးလို့ဆုံးဖြတ်ပြီးပွဲကိုအဆုံးသတ်ဖို့ထိုင်လိုက်ပါတယ်။
အဖိုးကြီးကအာကီယာကိုမျက်နှာဖုံးစွပ်ပြီးကွင်းပြင်ကျဲကြီးတစ်ခုထဲကိုခေါ်သွားပါတယ်။အဲ့ဒီမှာလူသားစစ်တူရင်ခုန်ကြီးရှိနေပြီးအကွက်တွေကသူတို့ကစားလက်စအတိုင်းဖြစ်နေပါတယ်။အဖိုးကြီးကစစ်တူရင်ဆိုတာရက်ဆက်တတ်တယ်ဘလောက်ပဲကာကွယ်နောက်ဆုံးမှာမင်းကြီးကတော့အသေးခံရမှာပဲလို့ပြောပါတယ်။အာကီယာကနောက်တစ်ကွက်ရွှေ့လိုက်ရင်သူ့ရဲ့ကွင်းကအကာအကွယ်မဲ့သွားမှာပါသူမျက်နှာဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါကွင်းနေရာမှာရှိနေတာကသူ့ဇနီးကူမီဖြစ်နေတာကိုတွေ့ပြီးတုန်လှုပ်သွားပါတယ်။အာကီရာကကူမီစီပြေးသွားဖို့ကြိုးစားပေမဲ့စနိုက်ပါနဲ့ပြစ်ခတ်တားဆီးခံရပါတယ်။အဖိုးကြီးကစီကန်းဖောက်ရင်တေးရမယ်မင်းမရွေးချယ်စရာနှစ်ခုပဲရှိတယ်။ကစားပွဲမှာနိုင်ပြီးဇနီးတွေကိုအသေးခံမလားဒါမှမဟုတ်သူမကိုကဲဖို့ကစားပွဲမှာရှုံးပေးမလားလို့မေးပါတယ်။အာကီရာကမင်းကြီးဆိုတာကွင်းကိုကာကွယ်ရမယ်လို့သူ့ကိုယ်သူသတိပေးပြီးမင်းကြီးနေရာမှာရှိတဲ့သူ့ကိုယ်သူအသက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြိုင်ဘက်ယထာကသူ့ကိုဓာတ်နဲ့ထိုးလိုက်တဲ့အခါသူလဲကျသွားပြီးပွဲပြီးသွားပါတယ်။ဒါပေမဲ့ရုတ်တရက်အဖိုးကြီးနဲ့လူအားလုံးကလက်ကုပ်တီးပြီးဂုဏ်ပြုကြပါတယ်။တေးပြီးလို့ထင်ထားတဲ့ဒေါက်တာတာမိုရာလည်းရောက်လာပါတယ်။တကယ်တော့ဒါဟာအာကီယာရဲ့စိတ်ရောဂါကိုကုသပေးဖို့စီစဉ်ထားတဲ့ shock therapy တုံးလုံးချုပ်ချစေပြီးကုသတဲ့နည်းတစ်ခုပဲဖြစ်ပါတယ်။အာကီယာစစ်တူရင်ကိုပြန်ပြီးယူသွတ်လာအောင်နဲ့ပြန်ပွဲတွေပြန်ဝင်လာအောင်သူတို့အားလုံးကပူးပေါင်းပြီးတရုပ်ဆောင်ခဲ့ကြတာပါ။အဖိုးကြီးကအာကီယာရဲ့ပရိသတ်ဖြစ်တဲ့အတွက်ဒီစရိတ်အားလုံးကိုအကုန်ကျခံပြီးကူညီပေးခဲ့တာဖြစ်ပါတော့တယ်။